Hola, Vero, ni la Vero, na la Vero, kanya ko la siklo ko ko kilo ko bu me usu kera mani o kera puru puda, thobo ne me se ko samyo bota se ni so wa ba tin na. Egli ne se ko samyo pa para su ba ra korea sa hu lo ko chu da ko pi yo. Asaro ta te lo pi yo ko lo, kwa la na pu ba pi yo ba do, kwa la na pu pi yo lo mo si te ba ki wa si ne ki. Ko la do korea sa hu lo ko chu ko pi yo ni, la ka ma ha wo ko li du. Kali du put pani lo, ako na to ko samyo po te da po lo, imi kwa le ta ko so ko na si sinya ato wa da ni lo. Simi chi wa ta ko so wa si pe pan no pa ala ga si ku we pa so sa ato ki ne ki. Ne ta bli pa do lo. မြန်မာတပ်မတော်မှာမြောက်ကိုရီးယားနိုင်ငံကရောင်းချထားတဲ့ဟာဆောင်တာလိုပစ်ပဲတိန်တုံးစက်တစင်းရှိတယ်လို့ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဘလော့တစ်ခုကဖော်ပြထားပါတယ်။မြန်မာတပ်မတော်ကိုမြောက်ကိုရီးယားကဒုံးနည်းပညာရောင်းချခဲ့တဲ့အကြောင်းကို2018ခုနှစ်ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်မှာဖော်ပြခဲ့တယ်လို့နိုင်ငံတကာသတင်းမီဒီယာတွေကလည်းမြန်မာတပ်မတော်ကမြောက်ကိုရီးယားကတာလိုပစ်ဟာဆောင်စစ်ဒုံးကိုဝယ်ယူခဲ့တယ်လို့ဖော်ပြခဲ့ကြပါတယ်။ said Myanmar has received ballistic missile systems from North Korea in addition to a range of conventional weapons. မြောက်ကိုရီးယားနိုင်ငံထုတ်ဟာဆောင်စစ်ပဲတိန်တုံးဟာဆိုဗီယက်ထုတ်တာတိုပစ်ပဲတိန်စကတ်တုံး SRBM ကဆင့်သက်လာတာဖြစ်ပါတယ်။ဆိုဗီယက်ယူနီယံဟာမြောက်ကိုရီးယားနိုင်ငံကို1980ခုနှစ်မှာစကတ်တုံးနည်းပညာကိုရောင်းချပေးခဲ့ပါတယ်။မြောက်ကိုရီးယားဟာဆိုဗီယက်စကတ်တုံးနည်းပညာကိုအခြေခံပြီးဒုံးမျိုးစားများစွာကိုထုတ်လုပ်ခဲ့ပါတယ်။ကျန်းကျင်သူတွေရဲ့သုံးသက်ချက်အရမြောက်ကိုရီးယားနိုင်ငံဟာဟာဆောင်စစ်တုံး1000အထိထုတ်လုပ်ခဲ့ပြီးတဝက်လောက်ကိုနိုင်ငံတကာကိုရောင်းချခဲ့တယ်လို့သိရပါတယ်။အဲဒီတည်းမှာမြန်မာနိုင်ငံကလည်းဟာဆောင်စစ်တုံး17စင်းဝယ်ယူခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဘလော့တစ်ခုကဖော်ပြခဲ့တာပါ။ဟာဆောင်စစ်တုံးမြန်တွေဟာအကွာဝေး900ကီလိုမီတာအထိပြစ်ခတ်နိုင်တဲ့အရေးလောင်စာစွမ်းအင်ဒုံးမြန်တွေဖြစ်ပါတယ်။ထိပ်ဘူးမှာလည်းအလေးချိန်တရန်နီးပါးအထိတည်ဆောင်နိုင်ပြီးရေဒီယိုလမ်းညွှန်စနစ်နဲ့ပြန်တန်းနိုင်စွမ်းရှိပါတယ်။ပြစ်မှတ်ကိုရောက်ရှိဖို့10မိနစ်က15မိနစ်အထိကြာမြင့်တဲ့ဟာဆောင်တုံးတွေရဲ့ပြစ်မှတ်တိကျမှုကမီတာ1000ဝန်းကျင်လောက်တာရှိပါတယ်။မူလစကတ်တုံးတွေကတော့အကွာဝေး300ကီလိုမီတာအထိတာရောက်ရှိနိုင်ပေမဲ့တိကျမှုကမီတာ450အထိရှိခဲ့တာပါ။ဒါပေမဲ့ဓာတုလက်နက်တွေထည့်သွင်းပစ်ခတ်နိုင်တာကြောင့်မြောက်ကိုရီးယားနိုင်ငံကဟာဆောင်တုံးတွေကိုအမြောက်အများထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံကမြန်မာနိုင်ငံကိုဒုံးနည်းပညာရောင်းချခဲ့တဲ့အတွက်ဩစတြေးလျနိုင်ငံကဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။ဟာဆောင်စစ်ဒုံးတွေဟာတာတိုပစ်ဒုံးတွေဖြစ်တယ်လို့ဩစတြေးလျနိုင်ငံကိုလုံခြုံရေးအရချင်းချောင်းနိုင်တဲ့အကွာအဝေးကိုပစ်ခတ်နိုင်တဲ့ဒုံးတွေမဟုတ်ပါဘူး။ဒါပေမဲ့မြန်မာတပ်မတော်ကဟာဆောင်စစ်ဒုံးနည်းပညာကိုအခြေခံပြီးတာလက်တာဝစ်ဒုံးတွေကိုအစိမ့်မြင့်တင်ထုတ်လုပ်လာမှာကိုဩစတြေးလျကစိုးရိမ်နေပုံရပါတယ်။နိုင်ငံတကာကမြန်မာနိုင်ငံဟာနိုင်ငံတကာပိတ်ဆို့အရေးယူထားတဲ့မြောက်ကိုရီးယားနိုင်ငံနဲ့စစ်ဘက်ဆိုင်ရာလျှို့ဝှက်ဆက်သွယ်မှုတွေရှိနေတယ်လို့ဆွဆွဲထားပေမဲ့မြန်မာအစိုးရကတော့မြောက်ကိုရီးယားနဲ့ဆက်ဆံရေးမရှိဘူးလို့ညှင်းဆိုထားပါတယ်ခင်ဗျာ的改良，这个就从外形上看不大出来了。我们看见这个中国的共产党的。la siki ni mi wala Korea sa hu da we kulo le da ko pi yo bu le ka ma ho ko wala kun li du le a o la chi a ko bu ni o le la pi yo da ta to le ka thot du da ka li du le pa ko si ko da ki ke ni ka le be ti lo ko ne la bo lo su bo lo sa ki ta ho la siki mo si pe pa we pa so sa ba ki o ne mi so ko da mi ko ta su da mu la le lo